ရင်ကြီးကအမြောက်ကြီးကိုသူ့ရဲ့ရင်ဘတ်တက်တဲ့ကိုချိန်ရထားပြီးငါ့ရဲ့ဝိုင်ခွက်ထဲကိုအဲ့လိုစီးထည့်သွားတာမရေရဘူးနော်အရသာကအရင်ယုံမှုကောင်းတယ်လို့ဒေါသကြီးပြောပါတယ်လူပြက်ကဒါပေမဲ့မိဖုရားကြီးကကျွန်တော်ကိုလှုပ်ခိုင်းတာလေလို့ပြန်ပြောပါတယ်ဘရင်ကဒါပေမဲ့ငါခိုင်းတာမဟုတ်ဘူးဒါကြောင့်မင်းသေးရမယ်လို့ဟင်းဟောက်လိုက်ပါတယ်ဘရင်ကြီးကကြီးမားတဲ့အမြောက်ကြီးစံအောင်ထည့်ပြီးအမြောက်ကိုလူပြက်နဲ့ပူနီးအောင်တိုးလိုက်ပါတယ်နောက်ဆုံးပြောချင်တဲ့စကားရှိတာလူမိုက်အိုကြီးလို့မေးလိုက်တဲ့ခါမှာလူပြက်ကဘရင်ကြီးရဲ့ခြေထောက်ကိုဖုံးကြည့်ပြီးပြောလိုက်တာကတကယ်လို့အရှင်ကကျွန်တော်အမြောက်နဲ့ပြတ်တက်မယ်ဆိုရင်နောက်ဆုံးမြင်သွားမှာကအရှင်ညစ်ပတ်နေတဲ့ခြေထောက်ကြီးတွေဖြစ်နေလိမ့်မယ်အနည်းဆုံးတော့အရှင်ရဲ့ခြေထောက်တွေကိုဖနက်လေးပါလေးစီးပြီးကျွန်တော်တိတ်ခါရှိသိပေးပေးပါအောင်ဆိုလိုက်ပါတယ်ဘီကြီးကသူ့ခြေထောက်သူပြန်ကြည့်ပြီးနောက်မှာတော့ကျင်းမြပေါ်လဲကျသွားတဲ့အထိဒါရေမောပါတော့တယ်ဒါတော့ကောင်းတဲ့ဟေးလို့ပြောပြီးသူပြက်ကိုပြန်လွတ်ပေးလိုက်ပါတော့တယ်ဒီကုံတဲ့တယောက်ကရေတွင်းနဲ့ကိုစီပုံးတုံးတမင်ပြချလိုက်ပြီးဒီရေတွင်းအချိန်စာတင်နေပြီလို့အော်ဟစ်လိုက်ပါတယ်ရွာသားတွေစီယိုရောက်လာပြီးမျက်မှောင်နေတဲ့ရေပြိုမြင်တဲ့ကသူကဆက်ပြောပါတယ်ဒါပေမဲ့ခင်ဗျားတို့အားလုံးကျွန်တော်တို့ကိုငါးပြား1000ပေးမယ်ဆိုရင်ရေတွင်းအစ်စ်တွင်းတူးပေးမယ်ရွာသားတွေရဲ့ကြောင်းတန်ကြားနဲ့သူတို့စုဆောင်းသမျှငွေတွေကိုယူလာပေးဖို့သဘောတူလိုက်ကြပါတယ်ဒါပေမဲ့မိန်းကလေးငယ်တယောက်ကတော့သူ့ကိုမယုံပါဘူးသူမရေတွင်းနဲ့ပုံးပုံးချပြီးရေနေငယ်ကိုဆွဲတင်လိုက်ပါတယ်အဲ့ဒီနောက်မိကြီးတစ်လုံးကိုချစ်ပြီးတို့လိုက်တဲ့အခါဒီတွေကမီးဟုံးတောက်သွားပါတော့တယ်သူလိန်ကြီးကဒါစီဒီပဲလို့သူမပြောလိုက်တဲ့အခါမှာအခြားရွာသားတွေပါအမှန်တရားကိုပြီးသွားပြီးသူလိန်နဲ့သူကိုဝိုင်းပြီးအဖြစ်ပေးကြပါတော့တယ်